နောက်ဆုံးတော့အားလုံးပဲစောင့်မျှော်နေကြတဲ့ PUBG Mobile version 4.1 ကိုကြည့်ရမယ်ဆိုရင်ဒီ game ထဲမှာတွေ့မြင်ရဖြစ်ပါတယ်ဒါကတော့ဒီက event engineer ဖြစ်ပါတယ်နှစ်ခုတွေ့မြင်ရပါတယ်ရေဝန်ဝါချစ်စရာကောင်းတဲ့ NPC ရဲ့နေရာကိုလည်းတွေ့မြင်ရပါတယ်ဒီ event ကိုကြည့်ရမယ်ဆိုရင် winter update ပဲဖြစ်ပါတယ်တော်လေးလည်းကျေပါတယ်လင်းလင်းထင်းထင်းနဲ့ပြစ်လို့ရမယ်ပေါ့ဗျာထုံးစံတိုင်းလည်းမှာ great ship ဖွင့်လိုက်မယ်ဆိုရင်လူကတော့ share ရရှိမှာပဲဖြစ်ပါတယ်တင်ရတဲ့သွားဖို့အတွက်လေဒီက launcher တွေတွေ့မြင်ရပါတယ် event သိနေရလေးတွေ့မြင်ရပါတယ်လူကတော့ပုံမှန်တိုင်းရရှိမှာပဲဖြစ်ပါတယ် special item နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် number 1 fish rocket launcher ရန်သူကို damage ပေးလို့ရမှာဖြစ်ပါတယ်ရန်သူကရေကပင်မှာ ရှောနေပါလိမ့်မယ်ပြီးတော့ဒီဟာကိုသုံးပြီးတော့လေတင်ရနဲ့တင်ရ travel လုပ်လို့ရပါတယ်ရေကဲကား98ကား90နဲ့ပြစ်လိုက်မယ်ဆိုရင်ပုံမှန် damage ရရှိမဲ့အပြင်ကား90ရဲ့ရေခဲပောက်ကွဲမှုအသေးစားကိုလည်းရရှိမှာဖြစ်ပါတယ်ရေခဲပောက်ကွဲမှုဖြစ်ဖို့အတွက်ဆိုရင်တော့ဒီကတိုင်မာလေးကိုစောင့်ပေးရမှာပဲဖြစ်ပါတယ်ဆေးထိုးကိုယ့်ကိုလည်းဆေးဖြည့်လို့ရသလိုအဝေးမှာရှိတဲ့ကိုယ့်တငယ်ချင်းကိုလည်းဆေးလမ်းဖြည့်ပေးလို့ရပါတယ်တကယ်လို့များဝေးရဲမှာရှိတဲ့ကိုယ့်တငယ်ချင်းက knock out ဖြစ်သွားရင်လည်းဒါနဲ့လမ်းပြပြီး set revive ပြန်လုပ်ပေးလို့ရပါတယ် VC ကတော့ကျွန်တော်တို့မှုတ်လိုက်မယ်ဆိုရင်ဒီပင်ကွင်းသေးတွေရောက်လာပါလိမ့်မယ်ပင်ကွင်းသေးတွေကြီးကနေလည်း look တွေဝယ်လို့ရပါတယ်ဒီ event အဓိကစီးတော့ရင်ကတော့ဒါကြီးပဲဖြစ်ပါတယ်တယောက်တည်းစီးလို့ရဆို4ယောက်လည်းစီးလို့ရပါတယ်4ယောက်စီးပြီးကိုယ့်တငယ်ချင်း boost လုပ်ဖို့ကူညီမယ်ဆိုရင်တော့ဒီတက်မကပိုမြန်ပါလိမ့်မယ်တယောက်တည်းစီးမယ်ဆိုရင်တော့နည်းနည်းလေးနေပါလိမ့်မယ်ဒီစီးတော့ရင်ကိုသုံးပြီးရန်သူကိုနှင်းလုံးနဲ့ပြစ်လို့ရတယ်လို့ရန်သူက damage ရရှိပါလိမ့်မယ်နှင်းပေါ်ရေးပေါ်ကုန်းပေါ်နေရာတိုင်းမှာသူ့ကိုစီးလို့ရမှာပဲဖြစ်ပါတယ် magic ice skate ဒီ magic ice skate ကိုသုံးပြီးအမြင့်တွေပါတက်လို့ရပါတယ်တက်ဒီ magic ice skate ကိုတနက်နဲ့ပြစ်လို့ရတယ်လို့တိုင်မာလေးရှိပါတယ်တိုင်မာလေးပျောက်သွားရင်တော့ဒီ magic ice skate ရဲ့ရေခဲရဲ့ကုံသွားမှာဖြစ်ပါတယ် damage လည်းရရှိပါလိမ့်မယ် NPC နေရာကိုပြောမယ်ဆိုတော့ပထမဆုံးအနေနဲ့စံသားဆရာစပယ်နေပါညက်လို့ရပါတယ်ပြီးရင် look တွေပါ share လို့ရပါတယ်ဒုတိယအနေနဲ့က crew bit ပင်ကွင်းတပုံရိုက်ပြီး look တွေ share နောက်တစ်ခုကတော့ဈေးတယ်ပင်ကွင်းသူရှာနေတော့ look တွေရမှာမဟုတ်ပါဘူး look တွေကိုဝယ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီကဈေးဖော်ဆက်တဲ့ပင်ကွင်းဈေးဖော်ဆက်တဲ့ပင်ကွင်းရှိမှဆိုရင်လေ look တွေ share ရရှိမှာဖြစ်ပါတယ်ပိုလာဝါ12ခုကိုပြင်ပြီး look တွေလည်းရမှာဖြစ်ပါတယ် event fish rocket launcher လည်းရမှာဖြစ်ပါတယ်ဒီကောင်ရဲ့အားသာချက်ကတော့ကျွန်တော်ဒီကောင်ကိုသုံးပြီးအမြင့်တွေပါပြန်လို့ရပါတယ်ဒီလိုမျိုးပေါ့ဗျာဒီကောင်ရဲ့ damage ကလည်းဒီမှာကပိုရမှာဖြစ်ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီကမော်ဒုတ်တောင်ကိုတွေ့မြင်ရပါတယ်မော်ဒုတ်တောင်ပွင့်လိုက်မယ်ဆိုရင်တော့ဒီကမြေခွေးရောက်လာပါလိမ့်မယ်ခုနက magic ice skate ကိုရရှိမှာဖြစ်ပါတယ်ဒီ magic ice skate နဲ့အမြင့်တွေပါသွားလို့ရပါတယ်နောက်တစ်ခုကတော့ ninja ပင်ကွင်းဒီ event အသုံးဝင်ဆုံးပင် NPC နေရလို့လည်းပြောလို့ရပါတယ်တော်တော်လေးလည်းအသုံးဝင်ပါတယ်ကျွန်တော်တို့ကတော့ဒီပင်ကွင်းကိုအကြိုက်ဆုံးမဖြစ်ပါတယ်ပင်ကွင်းက enemy ကိုလည်းကူတိုက်ပေးသလိုကိုယ်ကိုလည်းတွေးဖြစ်ပေးမှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တခုပြောဖို့ကြံသွားတာကဒီက save lane ကိုတွေ့မြင်ရပါတယ်ဒီ save lane ကိုတောက်လိုက်မယ်ဆိုတော့တနက်အပြောင်းရွှေ့တော်တော်လေးမြန်သွားမှာဖြစ်ပြီးကြည်ဖြည့်တာလေတော်လေးကိုမြန်သွားမှာဖြစ်ပါတယ်ကြည်လိုက်ပါတော်တော်လေးကိုမြန်သွားပါတယ်ဒီ event ကိုတကယ်ကျွန်တော်အနေနဲ့ကြိုက်နေတက်ကြလားကြိုက်နေတက်ရင်တော့ကျွန်တော်ရဲ့ video လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျာကျွန်တော်တို့တီတိုပါဗျာနောက်ထပ် video တွေမှာဆက်လက်ပြီးတော့စုံတွေ့ချင်ပါသေးရဲ့ဗျာကဲအားလုံးပဲကျွန်တော်ဒီ video လေးကိုကြိုက်နေတက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားကြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီအတွက် video လေးကတော့လောက်ပါပဲဗျာအားလုံးပဲ bye bye ပါ